မြောက်ရီရေးတဲ့စခန်းနဲ့ဒီတရုတ်စီမံကိန်းတွေအဓိကရှိတဲ့စစ်တွေနဲ့ကြောက်ဖြူပေါ့နော်အဲ့ဒါကိုတော့ AA ကတိုက်ခိုက်ဖို့ရာခက်ခဲနိုင်တယ်ဆိုပြီးတော့ဒီသုံးသက်ချက်တွေလည်းရှိနေရပေါ့နော်ဆိုတော့ဒီအပေါ်မှာရောကိုဝင်းဟင်အောင်အနေနဲ့ဘယ်လိုမျိုးအမြင်ရှိလဲဒါလေးကိုလည်းဆွေးနွေးပြပါအောင်ရှင်ကျွန်တော်အမြင်ကမခက်ဘူးပြလွေတယ်တူတော်လွေအောင်မယ်လို့ထင်တယ်ကျွန်တော်ကဘာကြောင့်ဒီလိုပြောရလဲဆိုရင်ခက်ပါတယ်ဆိုတဲ့အရာတွေအကုန်လုံးကရခိုင်မှာပြိုလဲသွားပြီးပြီရခိုင်ရဲ့စားလေးစားကနဦးစစ်ပွဲကာလာတော့ကတိတ်ခရတဲ့ပလန်ဝဒေတာဆိုတာအိမ်မှာ Troy တို့နှုံပြဘူးလို့ဆိုတာတော်တော်ကြီးတဲ့ scan တွေဗျအဲ့ scan တွေပြိုလဲသွားတယ်ဒီအပြင်ပေါ့နော်ရခိုင်မှာအဓိကတောက်တိုင်ကြီး၃တိုင်ရှိရဲ့ဥပမာစာကားခါကြောက်တော်ရဲ့စာကားခါဘူးသီးတောင်ရဲ့စာကားခါတောင်ကုန်းရဲ့ဆိုတာတောက်တိုင်ကြီး၃ခုနဲ့နေပြီးတော့သူကထောက်ပံ့ထားတယ်ဒါတမ်းမားတွေပေါ့နော်တမ်းမားတွေပေါ့အဲ့ဒီတမ်းမရဲ့အထက်မှာဘာသူရှိလဲဆိုရင်ဒီအထက်မှာရှိတဲ့ဟာကကြာရင်ခုနပါခပေါ့အန်ဆိုတာရှိရဲ့ရှင်းရှင်းလင်းပြစကပုံတော့ရှိရဲ့ဒါရခိုင်စကပုံမှာဟိုပင်စီလေးတယ်ဆိုရင်အကိုင်းကထင်းဖြစ်တယ်ဗျပင်ကြီးတပင်ကလေးသွားပြီဆိုရင်အကိုင်းတွေဟာနင်းထိုင်ထင်းဖြစ်သွားတယ်အတိတ်တွေကခုနပြောရခိုင်ရဲ့တောက်တိုက်ကြီး၃ခုဖြစ်တဲ့အဲ့စာကားခါကြီး၃ခုကြားသွားပြီဗျာအဓိကပင်မရခိုင်ရဲ့အကြီးဆုံးဖြစ်တဲ့နာပါခအန်ကြီးကြားသွားပြီဗျာဆိုရင်ရခိုင်ရဲ့အဓိကကြံခဲ့တဲ့ဟာကြာရင်ဒါအဆွေအပွားတွေဖြစ်သွားပြီစစ်တေဒါကစားဒါကစားဆိုတာအမှန်တကယ်တိတ်ခရေးတက်မဟုတ်ဘူးဗျစာကားခါကတိတ်ခရေးတက်တယ်ဒါကစားဆိုတာကသူတို့ကအုပ်ချုပ်ရေးကိုဥတည်ပြီးတော့ဟိုဒီအုပ်ချုပ်ရေးဘက်ကိုအားတဲ့နဲ့သူတို့ပုံစံမျိုးကကြာရင်ဒါလေးတမ်းမအဆင့်တော့ရှိတယ်ဒါစစ်တွေအခင်းချင်းကိုကျွန်တော်ပြောပြရတာပါတိတ်ခက်ခဲမယ်လို့ကျွန်တော်ကမတွက်ဆဘူးနောက်တစ်ခုကနေပြီးတော့ကျွန်တော်ကြောက်ဖြူနဲ့ပတ်သက်ပြီးတော့ဒီလူတွေဒီကျွန်တော်တို့ကတခြားဒီနိုင်ငံရေးသုံးသက်တဲ့လူတွေကစဉ်းစားတာကဘာနဲ့စဉ်းစားလဲဆိုရင်ကြောက်ဖြူလို့ပြောလိုက်တာနဲ့တရုံနဲ့တွေးပြီးတော့သူကစဉ်းစားတယ်စဉ်းစားချက်ကကျွန်တော်တို့ကတရုတ်နဲ့တွေးပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လေးစဉ်းစားတယ်ကြောက်ဖြူချင်းမှာတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုကတော်တော်ကြီးရဗျကြီးတယ်ဆိုရင်ထင်သာမြင်သာရှိတဲ့ဟာနေရာနှစ်ခုရှိတယ်ပထမတစ်ခုကကြာရင် OGD လို့ခေါ်တဲ့ gas တွေကိုအဓိကဒီရခိုင်ကမ်းလွန်ဒေသကထွက်တဲ့ gas ကိုအိမ်မှာတူလောင်ပြီးမှတရုတ်ကိုပို့တယ်နောက်တစ်ခုကမဒေးကျွန်းဆိုတာရှိတယ်ဗျမဒေးကျွန်းချင်းမှာပါရှိလဲဆိုရင်ဟိုဘက်ကပင်လယ်ခြေကနေလာတဲ့သင်းဖိုးကြီးနဲ့လာတဲ့ရေနံတွေကိုအိမ်မှာတင်လိုက်တယ်တင်ပြီးတော့ဒီတရုတ်ကိုပို့တယ်ဒါကသူတို့ရင်းနှီးမြှုပ်နှံတဲ့နေရာနှစ်ခုပေါ့ကျွန်တော်ရှင်းရှင်းလင်းလင်းမျက်စိချင်းမှမြင်အောင်ကျွန်တော်ပြောပြတာပါအဲ့မှာဘာဖြစ်လာလဲဆိုရင်ကျွန်တော်တို့ဒီတရုတ်ရင်းနှီးမြှုပ်နှံမှုကိုခဏလေးဖြေထားလိုက်သူတို့လုံခြုံရေးအဖေးတွေလာတယ်ဆိုရင်သူတို့ကြောက်ချင်မျိုးတစ်မျိုးလုံးကိုသူတို့လုံခြုံရေးယူမှာလားမဟုတ်ဘဲနဲ့သူတို့အကျိုးစီးပွားရှိတဲ့နေရာလောက်ကိုပဲသူတို့လုံခြုံရေးယူမှာလားဆိုတော့ question တစ်ခုကျွန်တော်တို့ပုံမှာပြန်ဖြစ်လာတယ်သူတို့ရှိတဲ့နေရာလောက်ကိုဒါလုံခြုံရေးယူမယ်ဆိုလို့ရှိရင်ဒီ OGD လို့ပြောတဲ့ဒီ gas ထုတ်တဲ့နေရာနဲ့အခုနကဒီကြောက်ဖြူမှာရှိတဲ့တရင်၄ခုလောက်ရှိတယ်ဗျာကြောက်ဖြူမှာကြာရင်ခါလာရ34တခုရှိရဗျာခါမာရာ943ရယ်ခါမာရာ942ရယ်ဆိုပြီးတော့တရင်3ရင်းရှိတယ်နောက်တစ်ခုပေါင်းလိုက်မယ်ရေတရင်ဆိုပြီးတစ်ခုရှိရတရင်ကနေပြီးတော့ရေတရင်အနေနဲ့ပေါင်းမယ်ဆိုရင်သူ၄ခုရှိရပေါ့နော်ဒီ၄ခုရဲ့အခင်းချင်းကိုပြန်ကြည့်လိုက်တယ်ဆိုရင်ဒီဟာဘသူနဲ့သွားနိုင်လဲဆိုရင်အခုနကျွန်တော်ပြောတဲ့ OGD လို့ခေါ်တဲ့ gas ထုတ်တဲ့နေရာနဲ့သွားပြီးတော့နှိမ့်ဆက်တယ်နှိမ့်ဆက်တယ်ဆိုပေမဲ့ကျွန်တော်တို့စစ်တာအပြေပေးတိတ်မယ်ဆိုရင်ရှုပ်တိုက်လို့ရတဲ့အပိုင်းတွေရှိတယ်နင်းလှမ်းတယ်ဗျာပြောမယ်တမိုင်လောက်တော့ဝေးမယ်နဲ့တူတယ်ဗျာတမိုင်မရှိရင်လည်းဟိုတမိုင်တာလောက်တော့ဝေးမယ်လို့ပြောတယ်ဒီစစ်တပ်နဲ့ဟိုဒီ OGD အခင်းချင်းနဲ့ပြောပြတာပါနောက်တစ်ပိုင်းကဒညာဝတီရေတဲ့ဌာနရှုပ်ရှိတဲ့နေရာနဲ့ကိုဘက်ကနေပြီးတော့ဒီဘက်ကနေပြီးတော့ပေါ့ဆိုရင်မဒေးကျွန်းကနေပြီးတော့ရေနဲ့တင်တဲ့နေရာနဲ့ကြာရင်လေနင်းလှမ်းတယ်သူ့နေရာ9နေရာလောက်ရှိရပြောမယ်ဆိုရင်စစ်တိုင်းမယ်ဆိုရင်တော့ကျွန်တော်တို့ရှောက်တိုက်လို့ရတဲ့အပိုင်းတွေရှိတယ်အဓိကကြောက်ဖြူရဲ့အာသာချက်ကဘာဖြစ်လာလဲဆိုရင်သူကဒီကြောက်ဖြူမျိုးတည်ထားတဲ့နေရာရဲ့နောက်ပိုင်းဟာကုန်းမြင့်ရှင်းထိစက်တာကရဟန်းပြမျိုးနဲ့တွားပြီးတော့ထိစက်တယ်ရဟန်းပြကျွန်းထိမှရှိတဲ့မျိုးနှမျိုးပေါ့နော်ရဟန်းပြကျွန်းထဲမှာမျိုးနှမျိုးရှိတယ်တစ်မျိုးကရဟန်းပြမျိုးရဲ့နောက်တစ်မျိုးကကြောက်ဖြူမျိုးရဟန်းပြမျိုးကိုကြားရင်ဒီ RS တက်တော်ကထင်းရှုပ်ထားပြီးနောက်တစ်ခါကိုကျွန်တော်ပြန်သွားချင်တာကရခိုင်ပြည်တပြည်လုံးမှာဟိုစစ်ပွဲအလီလီဝင်ထားတဲ့ကျွန်တော်တို့တက်မှုတွေရှိမယ်ဗျာစစ်သားတွေရှိမယ်ဗျာသူတို့မှတိတ်ဆရာနေရာမရှိတော့ဘူးဥပမာနခခငါပြီးတော့ဗျာသူတို့တိတ်ဆရာမရှိတော့ဘူးသူတို့ AC ဖြစ်သွားပြီအခုဆိုရင်အားတင်လိုက်တာဥပမာပြည်သူကကျွေးလိုက်အမေသားနဲ့အဝေးခံလိုက်ဒီကကျွေးလိုက်ဝတ်သားနဲ့အဝေးခံလိုက်အဝေးခံနေတဲ့အစင်ပဲရှိတယ်သူတို့အားတင်နေကြတယ်ပေါ့ဒီစစ်သားတွေဘေးကိုသွားမယ်တစ်ချက်ရှိတယ်ကနောက်တစ်ချက်က MPP ဆိုရင်အန်ကစစ်သားတွေဒီလောက်ဒီနာပါခါကြီးတစ်ခုလုံးကိုတော့မှအင်းနဲ့အားနဲ့အုံနဲ့ကျင်းနဲ့တိတ်တဲ့ဒီစစ်သားတွေအာရခတက်တော်ရဲ့တကယ်စစ်တီတော်တွေကဘေးကိုသွားမယ်အခုတောင်ကုန်းပြီးသွားပြီဗျာတောင်ကုန်းစကားခါကိုတက်ခဲ့တဲ့ဒီစစ်သားတွေကျွန်တော် RF တက်ချေကဒီစစ်တီတော်တွေဘေးကိုသွားမယ်ကျွန်တော်ပြောတာကကျွန်တော်ကတော့တော်တော်ရိုးရှင်းတယ်လို့ထင်တယ်ကြံခဲ့တဲ့နေရာကနေရာကွက်ကွက်လေး3ခုပဲကြံခဲ့တယ်ဗျာသူနဲ့ကြီးတာတွေကိုတော့မှကျွန်တော်တို့တိတ်ချခဲ့ပြီးဆိုတော့ဒီနေရာကလည်းကျွန်တော်ထင်တယ်တိတ်တော့မကြတော့ဘူး2020နဲ့ကျွန်တော်3လပိုင်း4လပိုင်းလောက်ဆိုရင်တော့ကျွန်တော်တို့ရခိုင်ပြည်တပြင်းနေလုံးအတိုက်တာရစစ်ကောင်စီကင်းစင်သွားမယ်လို့ကျွန်တော်ပြောရတယ်ဗျာကြားထဲမှာတော့ချွင်းချက်တစ်ခုလို့ရှိရဲ့နိုင်ငံကြီးတနိုင်ငံကနေပြီးတော့ဆိုအတင်းအာဓမနေပြီးတော့မင်းတို့အပြစ်ခံရကြပါဆိုပြီးတော့အတင်းဆွေးစီးလို့နိုင်ငံရေးဖိအားရတန်တမာရေးဖိအားရ
အတိုင်းထအလွန်လုံးရင်တော့ဒါတစ်မျိုးတစ်လမ်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒီပယောဂကိုတော့ကျွန်တော်ဒီပယောဂဝင်ပူးရင်တော့တစ်မျိုးဖြစ်သွားလိမ့်မယ်စီးရေးအခင်းချင်းရဆိုရင်တော့ဒါမလွယ်ဘူးဗျ2020နဲ့3လပိုင်း4လပိုင်းလောက်ဆိုရင်တော့ပြီးစီးသွားမယ်လို့ကျွန်တော်တွက်ဆပါတယ်ဆိုတော့ကျမတို့အခု